အပိုင်း300ဆမှာတော့ကြောက်ရှင်းရရဲ့ဆရာဖြစ်သူကလက်ထဲကဆေးပွဲကိုကျင်းနေမင်းငါ့ကိုဒီလောက်တောင်မုန်းလျာလားဆိုပြီးတော့မင်းသမီးရှာတာကိုမေးလိုက်ပါတယ်မင်းသမီးရှာတာကတော့အေးဆက်ဆက်နဲ့ပဲပြန်ဖြေလိုက်ပါတယ်အမေလားမခဲခဲ့ရင်ခမည်းရေကလေးကလမ်းဘေးမှာခဲပြီးတင်နေတော့ပြီဒီတိုင်းပြည်ရဲ့ဆရာလည်းဖြစ်လာမှာမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ဒီစိတ်ကမသေးစေလို့ပဲတက်ရှိပုံမစေကျင့်ရမှုကိုခဏတာချိတ်ပေးလိုက်ပါပါဒါကြောင့်နောက်ပိုင်းဖြစ်လာမယ့်ကြောက်တိုင်းပြည်ရဲ့ကိစ္စတွေကိုဝင်မပါဖို့တခါတည်းသတိပေးလိုက်ပါတယ်ဒီစကားကိုကြားတော့ဆရာဖိုးကြီးကဒေါသထွက်သွားပြီးတော့လွန်ခဲ့တဲ့3နှစ်ကသာမင်းပြဿနာမရှာခဲ့ရင်မေကလည်းကြောက်တိုင်းပြည်ကိုရေးရွှေရှုတာမှမဟုတ်ဘူးဆိုပြီးတော့အရာအလုံးကမင်းသမီးကြောင့်ဖြစ်ရတာဆိုပြီးတော့အပြစ်ပုံချလိုက်ပါတယ်မင်းသမီးကလည်းဒေါသမထွက်သွားပဲနဲ့ခနဲ့ပြုံးလိုက်ပြီးတော့လက်ချတတ်တော့အကွက်လုံးကဒီလိုပဲတွေးနေရတာလားဆိုပြီးတော့ပြန်သွင်းလိုက်တဲ့ခါမှာဆရာဖိုးကြီးကလည်းမင်းသမီးရဲ့မထင်မှတ်ထားတဲ့တုံ့ပြန်မှုကြောင့်လန့်သွားပါတော့တယ်နောက်တစ်ခါမှာတော့ချမ်းချိုကထန်းကြီးရဲ့မျက်လုံးသားကိုစတိုးချုံနဲ့တိတ်ထားပြီးတော့ဆက်လက်ပြီးချင်းချောင်းနေပါတယ်ငါမေးရအသက်ကိုလှုပ်ယူဖို့ကလက်ဖွားဖြည့်ရတော့ပဲလွယ်တယ်ဆိုပြီးတော့တခြားစကားတွေမပြောဘဲနဲ့လွန်ခဲ့တဲ့3နှစ်ကအကြောင်းကိုပဲဖြည့်လောက်အောင်ကြက်ကန်လိုက်ပါတယ်အဲ့တော့မှထန်းကြီးကလည်းကြောက်လက်ပြီးတော့နောက်ကျောင်းကိုပြန်ပြောပြပါတော့လေလွန်ခဲ့တဲ့3နှစ်ကကြောက်တိုင်းပြည်မှာ10နှစ်တကြိမ်ကျင်းပခဲ့တဲ့ပူဇော်ပွဲကြီးရှိခဲ့ပါတယ်အဲ့ဒီပွဲတော်ကိုယုံတိုင်းပြည်ကဒုတိယမင်းသားကလည်းလာရောက်ကြည့်ရှုခဲ့တယ်ဆိုပြီးတော့စပြီးပြောပြပါတယ်မင်းသမီးကြောက်ရှင်းရကမျိုးတော်ရဲ့ဈေးခေါမှုတွေပေါ်မှာအလိုတကြီးပြေလော့ခုတ်ကြုံရင်းနဲ့ကြက်တဲ့တွဲကိုပြေးမြင်ရင်လီမြန်ဝဲလိုက်ပြီးတော့နန်းဆောင်တပ်သားတွေကိုခွဲဝေပြီးကျွေးလိုက်ပါတယ်မင်းသမီးကိုတိတတ်တဲ့နန်းဆောင်တယောက်ကအရက်ပလင်းကိုအနားလမ်းပြေးနေတဲ့ရှမ်းအာစီလှမ်းပြီးပြစ်ပေးလိုက်ပါတယ်မင်းသမီးရှမ်းကပြေးလိလာနေတာကတော့နန်းဆောင်ရဲ့အငြင်းဆုံးမှရှိတဲ့နှက်ရုပ်ထုကြီးပေါ်ကိုပါအစောတုန်းကရလာတဲ့အရက်ပလင်းကိုဖွင့်တော့လိုက်ပြီးတော့ဇက်ကင်ကိုကိုက်ပြီးတောင်းနှန်းနေကြတဲ့ကနေဝေးချင်းကိုထိုင်ကြည့်ဖို့ပါဒါပေမဲ့ပြဿနာကစိတ်မှစားတာပါသူစားပြီးတော့လွတ်ပစ်လိုက်တဲ့ဇက်ကင်ရိုးကယုံတိုင်းပြည်ရဲ့မေလာနှစ်ရဲ့နှစ်ဖူးကိုထိမှန်သွားပြီးတော့မဟာမိတ်ဆွေးနွေးပွဲကိုတောင်စိတ်မဝင်လာတော့ပဲနဲ့တစ်ဖက်တက်မင်္ဂလာဂတိကျိုးဝဲစာချုပ်ကိုကြောက်ရှိဆုံးနဲ့ကြောက်ဖုတို့ရဲ့လက်ထဲကိုထိုးထည့်လိုက်ပါတယ်ကြောက်ဖူကမဟာမိတ်ကိစ္စကိုအရင်ဆွေးနွေးရအောင်ဆိုပြီးပြောပြီးမြင်ဘင်းသားနှစ်ကတော့ဒါတွေကလက်အောက်ငယ်သားတွေဆွေးနွေးလိမ့်မယ်တပွဲလောက်ဆန်းတိုက်ကြည့်ရအောင်ဆိုပြီးတော့ပညာဆန်းပွဲလုပ်ပါတော့လေရလက်ကတော့မင်းသမီးရှမ်းဟာရဲ့လက်ချက်ကြောင့်ဂျွန်းတိုင်းပြည်ကစစ်တီတွေနန်းဆောင်တွေကနေပြီးတော့ဂျိုးထိုးမောက်ကိုလွတ်ထွက်ကုန်တာပါပဲဒါတောင်မင်းသားနှစ်ကလည်းမလျှော့သေးပါဘူးဒီတိုင်းပြည်မှာတိုင်မကင်းပါမရှင်ရှိတယ်ဆိုပြီးတော့ကြားတယ်သမီးမမေရဲ့သမီးကိုမာတွေ့ဝေးချင်တယ်ဆိုပြီးတော့ပြောလိုက်တဲ့စကားမဆုံးသေးခင်မှာပဲမင်းသမီးရှမ်းဟာလာထွက်လာပါပြီအရန်ကြီးကျယ်နေရပဲပြဿနာလာရှာနေရဆိုပြီးတော့ပြောလိုက်ပါတယ်မင်းသားနှစ်ကလည်းချက်ကင်စားနေတဲ့မိန်းကလေးကမင်းသမီးရှမ်းအောင်မသိတော့ပြီးတော့ပျော်လို့မဆုံးသေးခင်မှာပဲပါအစစ်စစ်ရိုက်ချက်တွေနဲ့မိတ်ဆက်ပေးလိုက်ပြီးတော့အစုံသက်ကန်ချက်ကလွန်းထွက်သွားပြီးရေကန်ထဲကိုအယုတ်ကျိုးပြတ်ကျသွားမှာတော့လေရေထဲမှာမင်းသားကအောင်ငုံနေတော့နောက်လိုက်တွေကရှမ်းအားကိုဝိုင်းတိုက်ဖို့ဓာတ်လေးကိုထုတ်လိုက်ကြပါလေဒါပေမဲ့ရှမ်းအားကတစ်ချက်မှမတုံလို့ပဲနဲ့ဒူးဖနောက်လေးကိုလှလှပပတုံပြုတ်ပြီးတော့ပြညာပေးလိုက်တာတန်ခမောက်ကခေါင်းကိုရုပ်တွေတောင်အပုံနဲ့ထိပါပဲရှမ်းအားကတစ်ဖွဲ့လုံးနဲ့တိုက်ခိုက်ပြီးတဲ့နောက်မှာတော့လေးချင်းနေတဲ့မင်းသားနှစ်ရေထဲကနေကုတ်ဖက်တက်လာပါလေမင်းသမီးရှမ်းအားကခါထောက်ပြီးတော့ရေထဲကနေကုတ်ဖက်တက်လာတဲ့မင်းသားနှစ်ကိုကြည့်ပြီးတော့ပါရမီရှင်ရှင်းလက်ရောက်ပြီဆိုပြီးတော့စိတ်ခေါ်လိုက်ပါလေစကားတော့မဆုံးသေးပါဘူးရုတ်တရက်အရှိရောင်လေးနဲ့အတူဓာတ်လက်ကရှမ်းအားကိုဝင်ရောက်တိုက်ခိုက်ပါတော့လေမင်းသမီးကအနည်းအမြန်ရှောင်နေတဲ့ခါမှာတော့ခေါင်းစိုးအုပ်ထားတဲ့ဓာတ်ပိုင်ရှင်ကကိုယ်တိုင်ဝင်ရောက်လာပြီးတော့တိုက်ခိုက်ပါတော့လေကျန်းကပေါ့ပါရှောင်တရင်းနဲ့မင်းကယုံတိုင်းပြည်ရဲ့ဓာတ်တော်စင်မဲဆိုပြီးတော့ပြောလိုက်တော့တိုက်ပွဲကခဏရသွားပါလေခေါင်းစွဲတဲ့လူကအရှင်မင်းသမီးတင်တာပြတာပဲပါမင်းသမီးရဲ့တိုင်းပညာကထပ်မြက်ပြီးတော့လွှမ်းမိုးနိုင်ပေမဲ့ကျမရဲ့ဒီရွှေငွေဓာတ်ကလည်းမာကျော်တဲ့အရာတွေကိုကိုယ်ကောက်ချဖြောင်းမှတ်ခြင်းနဲ့ပြဖြတ်နိုင်တယ်ဆိုပြီးတော့မင်းသမီးကိုစိုက်ကြည့်ပြီးပြောလိုက်ပါတယ်ဒါကိုရှမ်းကဓာတ်ဆိုတာတမာတိရဲ့လက်နဲ့ပဲမင်းရဲ့လမ်းစဉ်ကကိုယ်ကောက်တာနဲ့ဖြောင်းမှတ်တာမသေးဘူးဒါကဖြူမြတ်မဲမသေးဘူးလို့ပဲဓာတ်တော်စင်ဖြစ်ဖို့မထိုက်တန်ဘူးဆိုပြီးတော့မှတ်ချက်တွေးလိုက်ပါတယ်ဒီစကားကိုကြတော့ဓာတ်တော်စင်ကဒေါသထွက်သွားပြီးတော့ငါ့ကိုနိုင်မှဆက်ပြောဆိုပြီးတော့အစိမ်းရောင်ဆွဲရင်းတွေကိုသူ့ကိုယ်လေးကနေထုတ်လုပ်လိုက်ပါတယ်သူ့ရဲ့ဓာတ်တော်လက်ထဲကနေဓာတ်ပေါင်းများစွာကွဲထွက်သွားပြီးတော့ဓာတ်ကနေမွေးသွင်းပြောင်းပြီးတော့မင်းသမီးရှမ်းကိုစပြီးတိုက်ခိုက်ပါတော့တယ်မွေးလောင်များသွားတာမင်းသမီးရဲ့ကိုယ်ပေါ်ကိုရစ်ပတ်တက်လာပြီးတော့ရှားတကူလုံးကိုမွေးဝလုံးကြီးနဲ့ဖမ်းချုပ်လိုက်ပါတော့လေအဲ့နောက်မှာတော့ကြီးမားလာတဲ့မွေးတကာကြီးတစ်ကောင်ပေါ်ကနေဂျုံတိုင်းပြည်ရဲ့ဓာတ်တော်စင်ကနေစောက်ကြည့်နေပါလေမင်းသမီးကအရှုံးမပေးပါဘူးသူ့လက်ထဲကနေမီးရောက်လုံးကိုဖမ်းဆုပ်ပြီးတော့ပောက်ကွဲအောင်လုပ်လိုက်တော့ဖမ်းချုပ်ထားတဲ့မွေးတွေကုန်လုံးလုံးထက်ကုန်ပါလေချက်ချင်းပဲပြန်လေတိုက်ခိုက်ဖို့အတွက်မင်းသမီးကနေရာယူလိုက်ပြီးတော့မျက်လုံးကိုပိတ်ပြီးတော့သူ့ရဲ့နေအောင်ထီတာကိုဆက်ခေါ်လိုက်ပါလေဟိုဘက်ကမွေးနဂါးကြီးကလည်းအချက်မပေးဘဲနဲ့ရှမ်းအာစီကိုတက်တက်ကြီးတိုးဝဲလာနေပါပြီမွေးနဂါးကြီးကအချက်မပေးတော့ပါဘူးရှမ်းအာစီကိုတက်တက်တိုးဝဲလာပြီးတော့သူ့ရဲ့ပါဇက်ထဲကဓာတ်လက်နဲ့တွေနဲ့စပြီးတော့တိုက်ခိုက်ပါတော့လေဒီချိန်ထဲမှာပဲရှမ်းအာရဲ့ထီတာကအချိန်မီရောက်လာပြီးတော့အကာအကွယ်ဖြစ်နေတာစီးပေးလိုက်ပါလေမွေးနဂါးကြီးရဲ့တိုက်ခိုက်မှုပြီးတာနဲ့ရှမ်းအာကနေပေါ်ကိုခုန်တက်လိုက်ပြီးတော့ဓာတ်တွေကနေမီးတော့ပင်နဲ့လောင်ကျွမ်းနေတယ်အနီးရောက်စာမဏီညက်တကောင်ကိုစစ်ခေါ်လိုက်ပါတယ်မိတော့စာမဏီညက်ကအစိမ်းရောက်ငွေတကာကြီးစီကိုအရှိန်နဲ့တိုးဝင်တိုက်ခတ်လိုက်တဲ့ခါမှာတော့ကျုံတိုင်းပြည်ရဲ့ဓာတ်တော်စင်ခင်ဗျာမိရောက်ပြပြီးတော့အောက်ကိုပြုတ်ကျသွားလို့ကြီးမားတဲ့ငွေတကာကြီးကလည်းပြဖြတ်သွားပါတော့တယ်ဘင်းသားကနေရက်ချီနေတဲ့မင်းသားနှစ်ကလည်းအရန်လန့်နေပါပြီမင်းသမီးရှမ်းကမြေပြင်ပေါ်ကိုဆဲလိုက်ပြီးတော့လာခဲ့လေဆိုပြီးတော့ခေါ်လိုက်တဲ့ခါမှာတက်တိကဲမင်းသားကကြောက်အားရကနဲ့ရေထဲကိုပဲပြန်ပြီးခုန်ချသွားပါတော့တယ်အဲ့နောက်မှာမင်းသမီးကငါနေဝင်ချင်းကြည့်နေတာကိုမင်းတို့တွေဘာလို့လာနောက်ဆက်တာလဲလို့ပြောပြီးတော့ထုတ်ခွာသွားပါတော့တယ်ထိုင်းပြီးပြောပြတယ်ဒီဇလန်ကိုကြားပြီးတော့မှချမ်းကြိုကလည်းစဉ်းစားကြဝင်သွားပါလေနေဝင်တာကိုကြည့်ရတယ်လားဒီစကားရဲ့နောက်ွယ်မှာဘာအဓိပ္ပာယ်ရှိတယ်ဆိုပြီးတော့ပါနောက်တစ်ခါမှာတော့ဆရာဖိုးကြီးနဲ့မင်းသမီးရှမ်းအားတို့ရဲ့စကားဝိုင်းကိုပြောရောက်သွားပါလေမင်းသမီးရှမ်းကဆရာကိုပုံမှန်လေးပဲပြောချလိုက်ပါတယ်
အားလုံးကမိစ္ဆာဘာကြောင့်ဖြီးပြတယ်လို့ပြောနေကြတယ်ဒါပေမဲ့ငါသိတာကတော့ကြောက်တိုင်းပြည်ရဲ့အုံမြစ်ကိုကမိစ္ဆာဖြစ်နေတာဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါကိုကြတော့အဖိုးကြီးကလန့်သွားပြီးတော့ခုံမချိမခိုင်မထိုင်ချလိုက်ရပါတယ်မေမေကမျိုးကဘာကြီးပြောပြလိုက်ရလဲဆိုပြီးမေးလိုက်တော့ရှမ်းဟာကလူကြီးမင်းကကြောက်တိုင်းပြည်ရဲ့ကံကြမ္မာကိုဆက်ခံရတာပဲဒီမိစ္ဆာအကြောင်းကိုမသိရတော့မဖြစ်နိုင်ဘူးကြောက်တိုင်းပြည်ရှေ့ဆက်ဖို့ကြိုးစားနေတာကိုနောက်ပြတ်ဆွဲတဲ့အရာကဘာလဲဆိုတာရှင်းသိမှာပါဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ပြီးတော့မှဆက်ပြီးရှင်းပြလိုက်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကြောက်တိုင်းပြည်ကနိုင်ငံတည်ထောင်မှုအတွက်ဝိဇာနဲ့တီစီကနေခရီးရခဲ့တယ်ဒါပေမဲ့နောက်ဆုံးပြတော့ပြဿနာတက်သွားတာပါဆရာခေါ်ကြီးကရှမ်းဟာကိုဘာလို့လုပ်ချင်နေရလဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာဆရာဆေးတာလိုက်တော့လူတိုင်းကကိုယ်အမားအတွက်တန်ဖိုးပြန်ပြီးပေးဆက်ရမှာလေဆိုပြီးတော့ပြောပြီးတော့ဒိုင်းဆောင်တွေကနေထွက်ခွာသွားပါလေထွက်သွားပြန်ဒီမှာပဲမင်းသမီးရှမ်းကသူပြောလိုက်ကြစကားတစ်ခုကိုထပ်ပြောလိုက်ပါသေးတယ်ငါကိုရောနေဝင်ချင်းကြည့်နေတာကိုမင်းတို့ဘာလို့လာတော့ဆက်တာလဲဆိုပြီးတော့ပါဒီစကားတန်ကိုကြားလိုက်ရတော့အဖိုးကြီးကလန့်သွားပြီးတော့ခုံပေါ်မှာပြန်ထိုင်ထားလိုက်ရပါလေနောက်တစ်ခါမှတော့ချမ်းကျိုကထိုင်းကြီးကိုနောက်တော့ဝါဆိုပြီးတော့တမင်းနေပါလေထိုင်းကြီးပြည့်ထေလာတာကတော့နောက်တော့ရုံတိုင်းကြီးကထောက်လျှောက်ပြန်လန်ထိန်းများကိုဖိအားပေးခဲ့ပါလေဒါကြောင့်မေမေကအရှင်မင်းသမီးကိုတော်ဝင်မျိုးတော်ကနေထွက်ပြီးတော့ယောဂအနှံ့ကိုခရီးသွားစေခဲ့တာပါထိုင်းကြီးကစကားပြောနေနဲ့သူမရဲ့လက်ကသူ့ကိုချုံနှောင်ထားတဲ့ကြိုးတွေကိုဖြီကိုကြိုးစားနေတာပါအဓိကသူ့ရဲ့နောက်ကျောမှာချမ်းကျုပ်ကတ်ထားတဲ့အိမ်ဝက်ကိုဖယ်ရှားဖို့ကြိုးစားနေတာဖြစ်ပါတယ်မင်းသမီးထွက်သွားပြီးတော့ရက်နဲ့ဆယ်မတိုင်ခင်မှာပဲချမ်းယူနေတော့ငါပျက်စီးခဲ့ရတယ်ဆိုပြီးတော့သူ့ဘာကဆက်ပြောလိုက်ပါတယ်ချမ်းကျုပ်ကဒါဆိုရင်သူနောက်ဆက်ပြီးတော့ဘာလို့ချင်တာလဲဆိုပြီးတော့ထပ်မေးလိုက်ပါတယ်ထိုင်းကြီးကကျမမင်းသမီးရှမ်းကိုလုံးဝသစ္စာဖောက်မှာမဟုတ်ဘူးဆိုပြီးတော့ပြန်လာလိုက်ပါတယ်ဒါပေမဲ့ချမ်းကျုပ်ကတော့အေးသေးပါမယ်မင်းကလက်ကမလို့သေးဘူးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ချမ်းကျုပ်ကထိုင်းကြီးသူ့နောက်ကျောကအစီရင်ကိုဖျက်ဖို့ကြိုးစားနေတာသိပါလေမိရဲ့စီရင်ပညာကိုကြီးမရသေးဆိုပြီးတော့လက်ကမ်းပလိုက်တဲ့ချိန်မှာတော့ထိုင်းကြီးရဲ့နောက်ကျောကကတ်ထားတဲ့စီရင်ကပျက်စီးသွားပြီးတော့လွတ်မြောက်သွားပါတော့လေတစ်ချိန်တည်းမှာပဲသူမရဲ့နှလုံးသားမှာတိတ်ထားတဲ့စတိုးနဲ့ချမ်းကျုပ်ကိုလမ်းပစ်လိုက်ပါတယ်အခန်းထဲကပကန်းလေးခုန်နေတာတွေအကုန်လုံးလေးဘောကိုပြန်နှက်လာပြီးတော့ချမ်းကျုပ်ကိုတိုက်ခိုက်ပါတော့လေဒါပေမဲ့အဲ့ဒီຢာလေးအကုန်လုံးကချမ်းကျုပ်ရဲ့နားကိုရောက်ခန့်နေမှပဲရဲတန်းသွားပါလေထန်ကြီးကသူ့တဲ့ကိုယ်တည်းပဲဆိုပြီးတော့ခြေချောင်းလိုက်ပါတယ်သူ့ဆိုတဲ့စကားကိုကြားလိုက်တာနဲ့ချမ်းကျုပ်ကရှောင်းလင်းဆိုတာကိုတန်တိလိုက်ပါတယ်အဲ့ဒီချိန်တခြားနေရာမှာတော့ရှောင်းလင်းကိုနောက်ကနေပြီးတော့ဓာတ်နဲ့လှုပ်ကျတဲ့သူတယောက်ကဝေရောက်တိုက်ခိုက်နေပါလိလေပင်ကိုဖျက်မဲ့ထားသွားကိုရှောင်းလင်းကလက်နဲ့ကာထားရပါလေအဲ့ဒီချိန်မှာသူမရဲ့ကိုယ်လေးကမြေပွဲဝင်းကျင်လေးထွက်လာပြီးတော့ကာဝယ်ပေးလိုက်တော့ဓာတ်ကလွတ်ထွက်သွားပါလေဒါပေမဲ့လှုပ်ကျန်သူကဓာတ်လွတ်သွားတော့မြားကိုထုတ်ပြီးတော့ရှောင်းလင်းကိုထပ်တိုက်ပါလေရှောင်းလင်းကရှောင်းတင်းရင်နဲ့ပဲခေါင်းကိုထိခိုက်မိသွားပါလေဆရာတို့ကိုဆိုပြီးတော့အော်ခေါ်လိုက်ရပါလေချမ်းကျုပ်ကအလျင်မြန်မေးထန်းကျုပ်ရချိုးမြောင်တွေကထွက်လိုက်ပြီးတော့မဲမှာငါ့ကိုရွေးချယ်ခိုင်းဖို့စွမ်းအားရှိလို့လားဆိုပြီးတော့မေးလိုက်ပါလေပြီးတာနဲ့သူမစီကကြောက်သိန်းများကိုလှမ်းလိုက်ပြီးတော့ဒါမင်းတို့ရဲ့အမှတ်သားမဟုတ်လားဆိုပြီးတော့မေးပြီးရှောင်းလေးရှိရာကိုချက်ချင်းမထွက်သွားပါတော့လေထိုင်းယူလဲတောင်းသွားပါလေချမ်းကျုပ်ကသူ့ရဲ့ချိုးမြောင်ကိုဘယ်မဲကလွတ်သွားရလဲဆိုတာတွေးပြီးတော့အံ့ဩနေရပါလေတစ်ဖက်မှာတော့လုံးကျန်သူကရှောင်းလင်းကိုပြားရည်နဲ့စတိုက်ပစ်ခတ်နေပါလေရှောင်းလင်းကိုမှန်မှန်များတဲ့စင်းကိုတနာစရာမြေဝဲဝင်းကျင်လေးဟာကိုစားဝင့်ခံပေးလိုက်ပါလေဒါပေမဲ့နောက်ထပ်များတဲ့စင်းကရှောင်းလင်းစီကိုတက်တက်လာနေပါပြီအဲ့ဒီချိန်မှာချမ်းကျိုရောက်လာပြီးတော့ရှောင်းလင်းကိုဝင်ခဲ့လိုက်ပါတယ်ချမ်းကျိုကနှုတ်ချန်သူကိုထိုင်းကြီးစီကယူလာတဲ့ကြောက်စိမ်းများကိုထုတ်ပြလိုက်ပါတယ်နှုတ်ချန်သူကအရှင်မင်းသမီးရဲ့ကြောက်စိမ်းများကမင်းစီမှာလို့ရှိနေရလဲဆိုပြီးတော့မေးလိုက်ပါတယ်ချမ်းကျိုကတခွန်းနဲ့ပဲပြောလိုက်ပါတယ်ထွက်သွားဆိုတဲ့စကားတန်အဆိုးမှပဲနှုတ်ချန်သူရဲ့မြားကြိုးတွေအကုန်ပြတ်ထွက်ကုန်ပါလေနှုတ်ချန်သူလည်းမနေရတော့ပဲနဲ့မိကိုတွေလည်းဝင်ပြီးတော့ပျောက်ကွယ်သွားပါတော့လေရှောင်းလင်းကတော့ဒဏ်ရာတွေနဲ့ကြံရိပ်ခဲ့ပါလေတစ်ဖက်မှာတော့ထိုင်းကြီးကအရှင်မင်းသမီးရှမ်းကစီကိုတတိပေးတာရေးနေပါလေသူ့ဘသူပဲဖြစ်ဖြစ်အရှင်မင်းသမီးရဲ့ကိစ္စကိုထိခိုက်စေလို့မရဘူးဒီတာအိုဆရာကိုတတိထားပါဆိုပြီးတော့စာကိုလင်းမြန်ပို့လိုက်ပါလေဒါပေမဲ့ထိုင်းရင်တတိမထားမိတာကသူရှာပို့တာကိုအိတ်ကလေးကြောက်ဖူးကအနောက်ကနေမြင်သွားတယ်ဆိုတာပါပဲအဲ့နောက်မှာတော့ချမ်းကျိုကရှောင်းလင်းအတွက်ဆေးယူလာပြီးတက်လိုက်ပါလေရှောင်းလင်းကဆေးရတို့ကိုရဲ့လက်ကိုကင်ပြီးတော့သူတို့ကဘသူတွေလဲဘာလို့တတ်ချင်တာလဲဆိုပြီးတော့မေးလိုက်ပါလေချမ်းကျိုကငါတို့တွေတစုံတစ်ယောက်ရဲ့အကြံစီကိုနှောက်ယှက်မိလို့နေမယ်ဆိုပြီးတော့ပြန်ဖြေလိုက်ရပါလေရှောင်းလင်းကဒီနေရာတော့ထပ်သွားရအောင်ဆိုပြီးတော့ထပ်ပြောလိုက်တော့ချမ်းကျိုကရှောင်းလင်းရဲ့ခေါင်းကိုပုတ်ပေးပြီးတော့ငါမေးကိုရင်လိုက်ပို့ပေးပါမယ်ဒါပေမဲ့ငါကတော့ဒီမှာဆက်နေမှရမယ်ဆိုပြီးတော့ပြောလိုက်ပါလေရှောင်းလင်းတယောက်နားမလည်နိုင်ဖြစ်သွားတယ်လေချမ်းကျိုကဆက်ပြီးတော့ရှင်းပြလိုက်ပါလေဘာလို့လဲဆိုတော့ငါထဲမှာပေါ်လာတဲ့မြင့်ညံပိုက်စားတွေကိုတွဲဆက်နိုင်ခဲ့ရင်ဘယ်ပြီးကိုဖြေရှင်းနိုင်လောက်တယ်ဆိုပြီးတော့ပါဆရာတို့ကိုရဲ့စိတ်ထဲမှာဘာဟဲ့တီးရှိနေလို့လဲဆိုပြီးတော့မေးလိုက်တော့ချမ်းကျိုကငါဘာလို့လဲတီးချင်နေတာဆိုပြီးတော့ပြန်ပြောလိုက်ပါလေအဲ့ဒါနဲ့ရှောင်းလင်းကတော့ဆရာတို့ကိုရှောက်ပြောပြန်ပြီဆိုပြီးတော့ညီးတွားလိုက်ပါလေပြီးတာနဲ့ဘာရှာတင်တာလဲကူရှာပေးမယ်ဆိုပြီးတော့ပြောလိုက်ပေမဲ့ချမ်းကျိုရဲ့မျိုးလုံးထဲမှာတော့ပုံရိပ်တစ်ခုပေါ်လာပါလေသူမြင်နေကြနန်းဆောင်ပါအဲ့မှာဆရာလူကိုတွေတူတူလေးကျင့်စော်ကားနေတဲ့ပုံရိပ်တွေပါငါအမြင်တွေကလူတွေထဲမှာဆရာလူညီလေးတယောက်ဖြစ်လောက်တဲ့ဒါမှမဟုတ်မေးလိုမျိုးချစ်စရာကောင်းတဲ့ဆရာလူညီမလေးလေးဖြစ်လောက်တဲ့ဆိုပြီးတော့ချမ်းကျိုကတွေးတော်ရင်းနဲ့ပြင်ပြောလိုက်ပါတယ်ပြီးရနဲ့ဒီနေရာမှာငါလိုချင်တဲ့အဖြစ်ရှိကိုရှိရမယ်ဆိုပြီးတော့ကောက်ချက်ချလိုက်ပါတယ်ဒါကိုရှောင်းနေတာတမျိုးလေးရွယ်ကောက်တော့ပါတယ်ဒီမှာရှိရမယ်ဆိုတာမင်းသမီးရှမ်းဟာကိုရည်ရွယ်တဲ့ထင်ပြီးတော့ဆရာလေးကအရှင်မင်းသမီးကိုဆွဲလိုက်သွားလာဆိုပြီးတော့သူနဲ့ငွေနေတာကောင်းမယ်ဆိုပြီးတော့ချမ်းကျိုကိုဆုံးမပါတော့တယ်ဒါပေမဲ့ချမ်းကျိုကတော့ရှောင်းလင်းကိုခဏပေါ်ပေါ်ပဲသိချအားမွေးထားလိုက်ကနဦးဝင်းကျင်ကတကြိမ်ကွဲသွားပြီဆိုတော့ပြန်
ပြန်ကောင်းလို့လိုရတဲ့ဆိုပြီးတော့ပဲပြောလိုက်ပါတယ်ဒီစကားကြောင့်မို့လို့ရှောင်းလင်းလေးကကျမရဲ့မြေခွေးကကြက်နဲ့တူတယ်မိမရှိသေးဘူးဆိုပြီးတော့သူ့ရဲ့ဝိညာဉ်မပြေဆုံးတာကိုဗန်ထဲဆောင်နဲ့ကြော်ကြလာခဲ့ပါတော့လေချမ်းကျိုကနှစ်သိမ့်ပေးတဲ့အနေနဲ့ဟို12ယောက်ကလွှဲရင်လောကကြီးတွေကဝိညာဉ်တွေအကုန်လုံးကခဏဥချုံနေကြတာကြီးပဲဆိုပြီးတော့ရှင်းပြလိုက်ပါတယ်ရှောင်းလင်းကနှုတ်ဝိညာဉ်12ယောက်နဲ့သူတို့နှစ်တိုင်းဒီကတကယ်ရှိလို့လားဆိုပြီးတော့မေးလိုက်တော့ချမ်းကျိုကဘာနဝိတ်စာမမှုတာဘလို့တိမှလဲဆိုပြီးတော့ပြန်ဖြေရင်းနဲ့ရှောင်းလင်းကိုတာနာခိုင်းလိုက်ပါတယ်တကယ်တော့ချမ်းကျိုကအစောပိုင်းကမင်းသမီးထန်းရွရဲ့အချုံနောင်ကနေလွတ်မြောက်အောင်စီရင်သုံးပြီးလိုက်ခိုက်ခဲ့ရလို့အားရည်လည်းကုန်ခန်းနေပါပြီတစ်ချိန်တည်းပါပဲအနည်းရောက်ဆောင်ရေးကောင်ကမင်းစီရတော်ရဲ့အိမ်တော်တွေကိုဝင်တော့ပါတော့လေတိုးတခင်ရဲ့လူတွေကအိမ်တော်ကိုဝိုင်းထားပြီးမြဲအကာအကွယ်ကြောင့်ငမယားဖြစ်နေပြီးတော့အိမ်ရှင်ခွင့်ပြုတဲ့လူပဲဝင်လို့ရတာပါအိမ်ထဲမှာရှိနေတဲ့မင်းသမီးကြောက်ချမ်းကစာကလေးလူဆက်တဲ့ကစာလေးကိုယူဖတ်လိုက်ပါတယ်တာဝူကျင့်ကြံသူကိုတတိထားဆိုပြီးတော့ရေးထားတဲ့စာပါရှားကသူ့လေးလေကတွေးခဲ့တဲ့တာဝူကျင့်ကြံသူကိုဆိုလိုမှတ်ချက်ချင်းတတိထားလိုက်မိပါတယ်ပြီးရတယ်စာကလေးကိုပြန်နှုတ်ပေးလိုက်ပါတယ်စာလေးကလည်းခေါင်းနှိပ်ပြီးပြန်ထွက်သွားပါတယ်ဒါပေမဲ့အချင်းကြီးကတော့ပြောင်းလဲသွားပါပြီအနောက်ကနေစကားပြောလာတာကတော့မင်းစီယာဖိုးကြီးပါဒီကလေးကြောက်ဖူးကမကြေတွက်နိုင်တဲ့အမားလေးကိုလုတ်ခဲ့တော့မှသူ့ကိုယ်ထဲမှာတာဝန်တွေတွေကစီးဆင်းနေရပဲမင်းတို့ကိုထီအောင်မရအောင်ဆိုပြီးတော့အဖိုးကြီးကတတိပေးလိုက်ပါတယ်အဲ့ဒါနဲ့မင်းသမီးရှမ်းကအတုံးမကြတဲ့မကြောက်တော့ကောင်ကိုခိုင်လွယ်ဖို့အတွက်ဘာလို့ဒီလိုဘီဝါဆွဲပြီးတော့ဒုက္ခခံနေရမှာလဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါနဲ့စီယာဖိုးကြီးကမင်းသူကလွဲရင်တခြားဘသူကိုရှင်ထုတ်ရှင်နေရလဲဆိုပြီးတော့မေးလိုက်ပါတယ်မင်းသမီးကလည်းအဖိုးကြီးတကယ်မသိရလားဒါမှမဟုတ်ဒီเจ้าလေးကိုမတွေ့ရလားဆိုပြီးတော့မေးလိုက်တော့ဆရာအဖိုးကြီးကဒေါသထွက်ပြီးတော့ရေလုံးနဲ့ရိုက်ဖို့ရွယ်လိုက်ပြီမယ်အတိပြန်ဝင်လာပြီးတော့သူ့ကိုယ်သူထိလိုက်ရပါတယ်မင်းတပ်ဖို့ယူရနေတာကကံဝေးသခင်လူကြီးမင်းမဲဆိုပြီးတော့ပြောလိုက်ပါတယ်သူ့ကိုတပ်ဖို့ဆိုရင်ကွက်တယ်မင်းကိုတိုးနေတယ်လို့ဖြစ်ပါလဲဆိုပြီးတော့မင်းသမီးရှမ်းကိုပြောလိုက်ပါတယ်ဒါပေမဲ့မင်းသမီးရှမ်းကတော့ခီးမဆိုင်ပါဘူးသူ့ထီတောက်လာနေပြီးတော့မီးတောက်တွေထွက်လာပြီးတော့တက်ရှိပုံဆင်ဖြစ်တော့ရောဘာဖြစ်လဲဆိုပြီးတော့တက်ရှိပုံဆင်ဖြစ်တာလည်းဘာဖြစ်လဲအကျွေးတင်ရင်တော့ပြန်ဆက်ရတာပဲဆိုပြီးတော့ထီတောက်ကိုတင်းတင်းဆုပ်ကန်ရင်ပြောလိုက်ပါတယ်တိမကြခင်မှာပဲကောင်းကင်ရဲ့မြေကြီးကကမောက်ကမတွေဖြစ်ကုန်တော့မှဇာမနီမီးတောက်ကမျိုးကိုဖုံးလန်းသွားလိမ့်မယ်စားကြည့်နေလိုက်ဆိုပြီးတော့ပြောပြရတယ်တပြက်နဲ့ထဲပါပဲဇာမနီမီးတောက်မြစ်ကြီးတစ်ကောင်ပေါ်လာပြီးတော့မျိုးတစ်မျိုးလုံးကိုမီးလာလိုက်သွင်းမဲ့အနာဂတ်ပုံရိပ်တွေပြသနေပါတော့လေတစ်ဖက်မှာတော့ဧကရစ်ကြောက်ဖူးကသူ့မိမထိုင်းကြီးကိုမေးခွန်းထုတ်နေပါတယ်မင်းကကြောက်ရှမ်းရနဲ့ဆက်သွယ်ရှိသေးရလားဆိုပြီးတော့မေးလိုက်တော့ထိုင်းကြီးကဘာမှမပြောဘဲနဲ့အေးစိတ်ထိုင်လိုက်ပြီးတော့မှရမေရဲ့နန်းဆောင်ကိုမဝိုင်းထားခဲ့တဲ့မှုဆိုပြီးတော့ပြောလိုက်ပါတယ်ကြောက်ဖူးကငါသားတီလိုမလုပ်ရင်မေရောငါရောမနာရီတော်တစ်ခုလုံးကလူတွေရောတိမ်ပါပဲဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ထိုင်းကြီးကကျမကအရှင်မင်းသမီးရဲ့လူဆိုတော့သူစံသားရှိသမျှလိုက်ခဲ့စီပေးမှာပဲဆိုပြီးတော့သူ့ပြဿနာပဲပြောလိုက်ပါတယ်ကြောက်ဖူးတော်သားထွက်ပြီးတော့ရန်ပြူကုန်လုံးမဲ့အချိန်မှာပဲထိုင်းကြီးကမမေရဲ့အယိုးကျွင်းညက်ကိုတော့မမြင်ရပဲနဲ့တေသွားပြီးရုပ်ထင်နေတယ်ပေါ့တကယ်အယိုးတွေပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာအမေရောင်စာရေးကတည်းရောက်လာပါတယ်ကြောက်ဖူးကလည်းတုံနှုတ်သွားပြီးတော့ဆောင်လေးတည်းရဲဆိုပြီးတော့အော်ဟစ်လိုက်ပါတယ်အဲ့ဒီချိန်မှာချမ်းကျိုရဲ့ပါဇက်ကသွေးတွေကြီးကြလာပါတယ်ငါရန်အားနေတာပဲအစီရင်လေးတစ်ခုဖော်လိုက်ရလို့တလောက်ပြင်မဲနေပြီလားဆရာတော်နင်းစီကယူထားတယ်ချင်းငံမှုဆွာကတစ်ခါသုံးနေပိုအားနေလို့ပဲဆိုပြီးတော့ညီးတွားလိုက်ပါတယ်အဲ့ဒီချိန်မှာကြောက်ဖူးရဲ့ကဲပါအောင်ဆိုတဲ့အတန်းကျန်ကြီးကိုကြားလိုက်ပါတယ်ဒါဆိုတော့ကမီတခင်ကတောင်းတနေကြတဲ့မာချင်းညာအားထုတ်နေပါတယ်သူ့ရဲ့လက်အောင်ငယ်သားကသတင်းလာပို့ပါတယ်ကြောက်ရှမ်းကမေးစီယာအိတော်ထဲမှာပါသူကြည်ရလားဘာမှမလုပ်ရှာသေးဘူးဆိုတဲ့စကားကိုကြားလိုက်တာနဲ့ကမီတခင်ကမျက်လုံးကိုဖွင့်ကြည့်လိုက်တော့ရေရွေးနေကရေတွေမှာတုန်ခါသွားပါတယ်သူမမလုပ်ရတော့ပါဘူးဒါပဲလုံးနိုင်တဲ့လူလည်းမရှိဘူးဆိုပြီးတော့ခောက်ချချလိုက်ပါတယ်ပြီးတာနဲ့သူ့တပည့်တွေကိုမင်းပေးလိုက်ပါတယ်ပြီးတာနဲ့ဂျုံတိုင်းပြည်နဲ့ကျင်းတိုင်းပြည်ဟာလုံးကျန်တစ်ဖက်သမားတွေရောက်တဲ့ထိစောင့်နေလိုက်ဆိုပြီးတော့သူ့တပည့်တွေကိုမင်းပေးလိုက်ပါတယ်အဲ့ဒီချိန်လုံးကျန်တစ်ဖက်သမားတွေကလည်းဝါယုံတော်စီကိုရောက်နေပါပြီချမ်းတို့တယောက်ဘာလေးဆက်ပြီးကြိုးရမယ်ဆိုတာနောက်တစ်ပိုင်းမှာဆက်လက်စောင့်ကြည့်ပေးပါအောင်ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါအောင်ခင်ဗျာ